မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာဆေးရောဂါပါကျန်းမာကြခိုင်ဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးစားပါတယ်ခင်ဗျာဒီနေ့တတိယတစ်ပုံအနေနဲ့ကစားပြမယ့်လေ့ကျင့်ခန်းကတော့ Head Chest လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကဘေးဘက်ဝမ်ပိုက်ကြွတာပိုပလစ်များကျစ်လက်စေရန်ရည်ရွယ်ပါတယ်ခါဘေးအစီတွေဖယ်ရှားမဲ့ Head Chest လေ့ကျင့်ခန်းကိုကစားကြပါမယ်ပလက်လန်ပြီးဒူးနှစ်ဖက်ကိုဝေထားပါပခုံးကိုကျမ်းမြင်ကနေအနှဲငယ်ကြွလိုက်ပါဘယ်လက်နဲ့ဘယ်ဖက်နောက်ညာလက်နဲ့ညာဖက်နောက်ကိုတလဲစီလန်ထိပါလဲပင်အောက်ကိုမသုံးမဲဘေးဘက်ဘိုက်ကြွသားတွေကိုညှစ်ပြီးကစားပါခနာကိုရှိလှဖို့ဒီလေ့ကျင့်ခန်းကထက်သွင်းကစားတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်နောက်တစ်ပုံမှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျမပျော်ရွှင်ကြပါစေ